သူဟာမြင်းကလေးနဲ့ပတ်သက်တဲ့ပညာရှင်တယောက်ပါဒါပေမဲ့သူ့ရဲ့ဘဝမှာအမြဲတမ်း6လနေတဲ့အရာတစ်ခုရှိနေတယ်ဗျာအဲ့ဒါကတော့လေလုံခဲ့တဲ့10နှစ်ကျော်ကပျောက်ဆုံးသွားခဲ့တဲ့သူ့ရဲ့အကူဖြစ်သူပါပဲအကူဖြစ်သူဟာကဘာမြေကြီးရဲ့အနက်ဆုံးနေရာမှာဘာတွေရှိလဲဆိုတာကိုလေ့လာရင်းနဲ့ထာဝရပျောက်ကွယ်သွားခဲ့တာပါဒီနေ့မှာတော့သူ့ရဲ့သူဖြစ်သူကသူ့စီမှာခဏလာနေဖို့ရောက်လာပါတယ်သူဖြစ်သူရဲ့လက်ထဲမှာအဖေဖြစ်သူခြံထားခဲ့တဲ့အသုံးအဆောင်တွေပါလာခဲ့ပြီးအဲ့ဒီထက်ကစာအုပ်ဟောင်းတစ်အုပ်ကသိပ္ပံပညာရှင်ကိုတခုခုသတိပြုမိစေခဲ့ပါတယ်အဲ့ဒီစာအုပ်ထဲမှာရေးထားတဲ့မှတ်စုတွေအရအဝေးကနိုင်ငံတစ်ခုရဲ့မီးတောင်တစ်ခုမှာတခုခုရှိနေတယ်ဆိုတာသူသိလိုက်ရပါတယ်ဒါကြောင့်သူတို့ဦးလေးနဲ့တူနေလောက်သာအဖြေရှာဖို့ခရီးထွက်လာခဲ့ကြပါတော့တယ်အဲ့ဒီနိုင်ငံကိုရောက်တဲ့အခါမှာတော့သူတို့ဟာတောင်တက်လမ်းပြအမျိုးသမီးလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်သူမကသူတို့သွားကျင်တဲ့တောင်ပေါ်ကိုလိုက်ပို့ပေးခဲ့ပါတယ်ဒါပေမဲ့သူတို့တောင်ပေါ်ရောက်တဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့မုန်တိုင်းတစ်ခုနဲ့ကြုံလိုက်ရပါပြီမိုးကြိုးလီတစ်ဖြစ်ပြစ်နေတဲ့ကြားထဲကနေသူတို့ဟာဂူးတစ်ခုတည်းကိုပြီးဝင်ခဲ့ကြပြီမဲ့အဲ့ဒီဂူကပြိုကျသွားပြီးသူတို့ဟာအဖင်းကိုပြန်ထွက်လို့မရတော့ပဲပိတ်မိသွားပါတော့တယ်ရှေ့ဆက်သွားရင်းနဲ့သူတို့ဟာဟိုးရှေးကစွန့်ပစ်ထားတဲ့မိုင်းတွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာရှိတဲ့မိုင်းတွင်းရားကြီးတွေကိုသုံးပြီးသူတို့ထွက်ပေါက်ရှာဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ရားလန်းတွေကဟောင်းတွန်းပြတ်တောက်နေပြီးအောက်ဖက်မှာလည်း6နှစ်ကြီးဖြစ်နေတာကြောင့်အလွန်အန္တရာယ်များပါတယ်ရားလုံးလေးတွေနဲ့အရှင်ဟုန်ပြင်းပြေးနေရင်လမ်းခွဲတွေကြားတွေကနေသူတို့3ယောက်ဟာအသက်ကိုဖက်နဲ့ထုတ်ပြီးရုန်းကန်နေရပါတယ်။ကူထဲကနေထွက်ပေါက်ရှာရင်းနဲ့သူတို့ဟာအလွန်ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာကကြောက်တုံးတွေဟာအလွန်ပါလွာနေတဲ့ကြီးလင်းနေတဲ့ကြောက်လွှားတွေချင်နေပါတယ်။သူတို့3ယောက်အဲ့ဒီပေါ်မှာရပ်နေတော့မှာပဲ။ကြောက်လွှားတွေကကွဲသွားပြီးသူတို့ဟာအောက်ဖက်ကိုအရှင်ဟုန်နဲ့ပြုတ်ကျသွားပါတော့တယ်။အဲ့ဒီအနက်ဟာဘလောက်တောင်နဲ့တလဲဆိုရင်ပြုတ်ကျနေတဲ့အချိန်မှာတော့စကားတွေအများကြီးပြောလို့ရတဲ့အထိပါပဲဗျာ။နောက်ဆုံးမှာတော့သူတို့ဟာအောက်ခြေကရေကန်တစ်ခုတည်းကိုပြုတ်ကျသွားပြီးအသက်မသေးပဲလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီနေရာဟာအလွန်တောက်ပနေတဲ့ဂူးကြီးတစ်ခုပါ။အလင်းရောင်ကိုယ်တိုင်ထုတ်ပေးနေတဲ့ငှက်လေးတွေရှိသလိုထူးဆန်းလှပတဲ့အပင်တွေလည်းရှိနေပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်ကတော့တစ်ခုခုကိုသတိထားသွားပါတယ်။အဲ့ဒါကတော့သူတို့ဟာအခုဆိုရင်ကဘာမြေပြင်နဲ့အောက်ဖက်မှာမိုင်းပြောင်းများစွာကိုရောက်နေပြီဆိုတာပါပဲ။သူတို့ဟာပိုပြီးအန်အောစရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒါကတော့မြင်းအုပ်ထဲမှာရှိနေတဲ့အဲ့ယာမပင်လယ်ပင်ကြီးပါပဲ။အဲ့ဒီနေရာမှာမိုးကုတ်စစ်ခွန်လည်းရှိသလိုတိမ်တွေလည်းရှိနေပါတယ်။ကဘာမြေကြီးရဲ့အလယ်မှာနောက်ထပ်ကဘာတစ်ခုရှိနေလာကိုသူတို့မျက်ရင်ကိုယ်တွေကြုံလိုက်ရတာပါ။အဲ့ဒီနားကအိမ်လေးတဲ့အိမ်မှာတော့သိပ္ပံပညာရှင်ဟာပျောက်ဆုံးနေတဲ့သူ့အကိုရဲ့အကျွင်းဆန်းတွေကိုရှာတွေ့ခဲ့ပါတယ်။အကိုဖြစ်သူရဲ့ဒိုင်ရီထဲမှာရေးထားတာကတော့ဒီနေရာရဲ့အချိန်ချင်းဟာတဖြည်းဖြည်းမြင့်တက်လာနေပြီးမကြခင်မှာအရာအလုံးဟာပေါက်ပြဲပလက်စီတော့မယ်ဆိုတာပါပဲ။သူတို့3ယောက်ဟာအသက်ရှင်ခြင်းအမြန်ဆုံးထွက်ပေါက်ရှာရပါတော့မယ်။သူတို့ဟာဖောက်တစ်ခုကိုတိဆောက်ပြီးပင်လေပင်ကြီးကိုဖျက်ကူးစေဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ရေထဲမှာသူတို့ကိုစောင့်ကြိုနေတာကတော့တွားကြွန်နဲ့ကြောက်စရာကောင်းတဲ့ကဘာဦးငါးကြီးတွေပါပဲ။ငါးကြီးတွေရဲ့တိုက်ခိုက်မှုကိုခံနေတော့မှပဲကောင်းကင်ကနေလည်းဖြန်တန်းနေတဲ့တပ်တော်တွေကငါးတွေကိုလာရောက်ဖမ်းဆီးကြပါတယ်။အဲ့ဒီကြားထဲမှာမုံတိုင်းကလည်းပြင်းထန်လာတာကြောင့်သူဖြစ်သူကဖောင်ပေါ်ကနေပြုတ်ကျသွားပြီးလူစုကွဲသွားပါတော့တယ်။ကျန်တဲ့2ယောက်လည်းကမ်းခြေတစ်ခုကိုရောက်သွားခဲ့ပေမဲ့ကလေးကိုတော့ဘယ်မှရှာမတွေ့တော့ပါဘူး။သူဖြစ်သူကတယောက်တည်းတတိရလာတဲ့အချိန်မှာတော့ထူးဆန်းတဲ့တန်တရာဖြစ်ဖွယ်နေရာတစ်ခုကိုရောက်နေပါတယ်။သူ့ကိုတောက်ပနဲ့အင်းနဲ့လီတကောင်ကလမ်းပြပေးနေပေမဲ့ရှေ့မှာရှိနေတာကတော့အဲ့ရမှာဒိုင်နိုဆောကြီးတကောင်ပါ။အဲ့ဒီတပ်တော်ကြီးဟာသူ့ကိုတွေ့သွားပြီးလိုက်လံတိုက်ခိုက်ပါတော့တယ်။သူဟာကြောက်တုံးနေကြားထဲမှာပုံနေတယ်သူ့အသက်ကိုကေးတင်းနေဖို့ကြိုးစားနေရပါတယ်။တစ်ဖက်မှာလည်းဦးလေးဖြစ်သူနဲ့လမ်းပြအမျိုးသမီးတို့ဟာချော်လာမြေမိကြီးတွေကိုဖျက်ကျော်ပြီးသူ့စီကိုလာနေကြပါတယ်။အချိန်ချင်းကလည်း100ဒီဂရီကျော်နေတာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်တွေဟာအားရင်ကုန်နေပါပြီ။ဦးလေးဖြစ်သူဟာဒိုင်နိုဆောကြီးရဲ့ရန်ကနေတူဖြစ်သူကိုအချိန်မီကယ်တင်နိုင်ခဲ့ပြီးသူတို့3ယောက်ပြန်လဲဆုံတွေ့ခဲ့ကြပါတယ်။ဒါပေမဲ့ပြဿနာကအိမ်ပြန်လန်းကပဲမှာလဲဆိုတာပါ။သူတို့ဟာမီးတောင်ဝါကြီးတစ်ခုရဲ့အောက်ခြေကိုရောက်လာခဲ့ပါတယ်။အဲဒီကနေအပေါ်ကိုပြန်တက်ဖို့ဆိုရင်ရေခိုးရေမျိုး3-5ကိုတုံးမှရပါတယ်။ဒါပေမဲ့ရေကမရှိတော့ပြီးနယံတွေကနေချော်လာရေတွေဖိထွက်နေပါပြီ။သိပ္ပံပညာရှင်ဟာနယံမှာရှိတဲ့ရေခဲလွှားတွေကိုတွေ့တော်ပြီးအဲ့ဒါကိုဖောက်ပြလိုက်ရင်ရေတွေကျလာပြီးအငိပြန်သွားမယ်လို့တွေးလိုက်ပါတယ်။အဲ့ဒီအငိတွေကသူတို့ကိုအပေါ်ကိုတုံးတင်ပေးမှာပါ။သူတို့ကအဲ့ရမှာတက်တော်ကြီးတစ်ကောင်ရဲ့ဦးခေါင်းခွင်းကိုလွေအဖိတုံးပြီးအဲ့ဒီထဲမှာဝင်ထိုင်လိုက်ပါတယ်။ကြောင်နယံကိုဖောက်ပြလိုက်တဲ့အခါမှာတော့ရေတွေဟာချော်လာရေတွေပေါ်ကိုစီးကျတော်ပြီးအဲ့ရမှာပေါက်ပြဲမှုကြီးထွက်သွားပါတော့တယ်။အဲ့ဒီတွန်းကားနဲ့အတူသူတို့ရဲ့လွေကြီးဟာမီးတောင်ဝါတလောက်အပေါ်ကိုမြန်နှုံးမြင့်လွင့်တက်သွားခဲ့ပါတယ်။ဒါဟာသူတို့အတွက်နောက်ဆုံးကြံတဲ့လောင်းကြေပါပဲ။နောက်ဆုံးမှာတော့သူတို့ဟာတခြားနိုင်ငံတစ်ခုကခြံဝေးတဲ့တစ်ခုကိုမီးတောင်ဝါထဲကနေလွင့်တက်ပြီးကျလာခဲ့ကြပါတယ်။သူတို့3ယောက်လုံးအသက်ရှင်နေကြပါတယ်။ဦးလေးဖေသူဟာသူ့အကိုရှာဖွေခဲ့တဲ့လွတ်ချက်ကဘာကြီးတကယ်ရှိတဲ့စကားကိုတတ်တည်ပြနိုင်ခဲ့တယ်လို့တူဖြစ်သူနဲ့လမ်းပြအမျိုးသမီးတို့လည်းသူတို့ရဲ့ဘဝမှာအကြီးမားဆုံးစွန့်စားကန်တို့အောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပါတယ်။
ကဘာမြေကြီးရဲ့အောက်ထဲမှာကျွန်တော်တို့မသိနိုင်တဲ့လွတ်ချက်တွေအများကြီးရှိနိုင်ပါသေးတယ်ဗျာတခါတလေမှာတော့အမှန်တရားဟာစာအုပ်ထဲကထက်ပိုပြီးစမ်းကြယ်နေတတ်ပါတယ်ဗျာ